အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖော်ပေါ်မှာပြန်လည်ပြီးတော့ကြိုဆိုပါတယ်အောင်ချမ်းမင်းရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့ဒီဇင်ဘာ3ရက်ဗုဒ္ဓဟူးနေ့ည2နာရီမှာကစားမဲ့ဘရိုက်တန်နဲ့အက်စတွန်ဗီလာမနေ့ပိုင်းပေါ်ကြည့်ရဘရိုက်တန်က level 80ရှုံး3လုံးပေါင်း90ဆာအဆင့်4နဲ့5ဓမ္မတာကွာတဲ့ထိတိုက်တွေ့ဆုံမှုဖြစ်တယ်ဘရိုက်တန်ကဒီနေ့ရသည့်အိမ်ဝင်ရှုံးပွဲမရှိသေးဘူးဒီနေ့လည်းအိမ်ဝင်ဖြစ်လို့မရှုံးနိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဗီလာကတော့အဆင့်4ရောက်နေတဲ့ဆိုပေမဲ့အဝေးကွင်းဆိုရင်ညံ့တယ်ရလာမှာကောင်းမှုခံစစ်မတည်ငြိမ်ဘူးတေး90အကျော်ပေးထားလို့ဘရိုက်တန်တို့ရှုံးနိုင်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဒါပေမဲ့ဘရိုက်တန် body နဲ့ပဲစွန့်စားခြင်းနဲ့ဘရိုက်တန် body ရွေးချယ်ပါတယ်နောက်တဲ့ဝဲကညနေနိုင်မှာကစားမဲ့ဘန်လေးနဲ့ပဲလေးမနက်ပိုင်းပေါ်ကြီးကပဲလေးကတစ်လုံး80ဆာနှလုံး80ရှုံးတန်းစင်းစုံနဲ့ရောက်နေတဲ့ဘန်လေးရဲ့အခြေအနေကအတော်ကြီးဆိုးနေတဲ့နောက်ဆုံး10ပွဲမှာ2ပွဲသာနိုင်ခဲ့တယ်အဆင့်30ရောက်နေတဲ့ပဲလေးကမထင်မှတ်တဲ့အရင်ပွဲကမန်ယူကိုရှုံးခဲ့လို့ဒီနေ့ပွဲကတော့အကောင်းဆုံးအနိုင်ရအောင်ကြိုးစားလိမ့်မယ်လို့ထင်တယ်နောက်ဆုံးတွေ့ဆုံမှုမှာလည်းပဲလေးကပဲနိုင်ထိုင်ဒါမှမဟုတ်ဒီနေ့ပွဲမှာပဲလေး body ရွေးချယ်တယ်နောက်တဲ့ဝဲကည2:45မှာကစားမဲ့လိဗ်လန်နဲ့ချက်စီမနက်ပိုင်းပေါ်ကြီးကချက်စီကတစ်လုံး60သာ3လုံး80သာလိတ်ကတော့ရုံးနေတာသိတာတယ်မန်စီးတီးနဲ့ပွဲမှာကစားတာအတော်ကိုကောင်းတယ်တိုက်စစ်ကဂိုရီရတဲ့ခန်းစစ်ကဂိုရီပြန်ပြီးနေရလို့ဒီနေ့ပွဲမှာလည်းရှော့တက်လို့မရဘူးတဲ့ချက်စီကိုကောင်းကောင်းဒုက္ခပေးမှသိကြတယ်ချက်စီကလည်းမထင်မှတ်ထားတဲ့အနေထားကနေအစင်းဆုံးရောက်နေပြီးတော့ချီစွန်းတဲ့ရလက်ကကောင်းနေတဲ့ဒီပွဲမှာလည်းချက်စီတို့အနိုင်ရအောင်ကြိုးစားလာလိမ့်မယ်လို့ထင်တယ်တော့ချက်စီ body နဲ့ချက်စီကိုပေါ်ရွေးချယ်ပါတယ်ဟိုတဲ့ဘက်က2:45မှာကစားမဲ့လီဗာပူးနဲ့ဆန်နလန်မနက်ပိုင်းပေါ်ကြီးကလီဗာပူးကတစ်လုံး90ရုံ3လုံးသေးဒီနေ့မှာပရီးမီးယားလိဂ်ကိုတန်းတက်လဲဆန်နလန်အသင်းကတော့အဆင့်6ရောက်နေပြီးတော့ချီစွန်းတဲ့ရလက်ကကောင်းနေတယ်ဒီနေ့ပွဲမှာလည်းလီဗာပူးကကောင်းကောင်းဒုက္ခပေးလိမ့်ဦးမယ်လို့ထင်တယ်အင်ရှင်လီဗာပူးကတော့ဝဟန်ကိုနိုင်ခဲ့ပေမဲ့အတော်လေးရုံကန်ခေရတယ်အခြေချနေတဲ့လီဗာပူးဒီနေ့ပွဲမှာလည်းအခက်တွေ့ဦးမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ body ကိုရှောင်ပြီးတော့ကိုဘော်တစ်ပေါက်ပဲရွေးချယ်ပါတယ်နောက်တဲ့ဘက်ကည7:00နာရီခွဲမှာကစားမဲ့ဘီဘာအောင်နဲ့ရဲမဲမနက်ပိုင်းပေါ်ကြီးရေကတစ်လုံး80ဆာ3လုံး60ဆာဘီဘာအိုကအိမ်ဝင်အသက်ရှိတော့ရှိတဲ့ဒါပေမဲ့ဒီနေ့ရသည်ဘီဘာအိုရဲ့ချစ်စွမ်းတဲ့ရက်လက်ကတည်ငြိမ်မှုမရှိသေးဘူးတစ်ဖက်မှာအဲ့တဲ့ရဲမဲတွေကလည်းပဲ3ပွဲဆက်နိုင်ပွဲပြောင်းဆုံးနေလို့ဒုတိယနေ့ဝဆင်းပေးလိုက်ရတယ်ဒီနေ့ပွဲကတော့ရဲမဲတို့အနေနဲ့မဖြစ်မနေနိုင်သိပြီလို့ကျွန်တော်ကယူဆရအောင်ရဲမဲတဲ့ body ကိုရွေးချယ်ပါတယ်နောက်တဲ့ဝဲကည2နာရီမှာကစားမဲ့အာဆင်နယ်နဲ့ဘရတ်ဖို့မနက်ပိုင်းပေါ်ကြီးအာဆင်နယ်ကတစ်လုံး60ရှုံး3လုံးပေါင်း90ဆာချစ်စွမ်းတဲ့ရက်လက်ကောင်းနေတဲ့အာဆင်နယ်အသင်းရင်ဘက်ကချက်စီကိုသိကြလို့အမှတ်တွေရောခဲ့ရတယ်နောက်ကလိုက်နေတဲ့မန်စီးတီးကညာတော့နိုင်သွားလို့ဒီနေ့အိမ်ခွင့်မှာကစားမဲ့အာဆင်နယ်နိုင်ရဖို့တော့လိုအပ်နေတယ်အဲ့တဲ့ဘရတ်ဖို့ကလည်းပဲမာကျော့တဲ့အသင်းဖြစ်တဲ့အာဆင်နယ်တို့ခက်ခဲဦးမှာတော့သိကြတယ်ဒါပေမဲ့လည်းအာဆင်နယ်အိမ်ခွင့်မှာတော့မဆုံးနိုင်ဘူးလို့ကျွန်တော်ကယူဆတယ်ဒါမှမဟုတ်အာဆင်နယ် body ကိုရွေးချယ်ပါတယ်ကျွန်တော်ညီကိုများအတွက်အကောင်းဆုံးဖြစ်နိုင်မဲ့ရက်လက်များကိုခမန်းရွေးချယ်ပေးလိုက်ပါတယ်အကြိုက်ချင်းမတူဘက်ကလို့ရပါတယ်အားလုံးကံကောင်းကြပါစေ